လာမယ့်ရာသီမှာဖလားဆောင်သိမ်းပြီးကြီးကျယ်ခမ်းနားတဲ့မင်းဆက်တစ်ခုတိစောက်သွားမယ်လို့ကြုံဝါလိုက်တဲ့အာတီတာပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာစပေါ့ကဘာ plus ကနေကြိုဆိုလိုက်ပါရီပြီးခဲ့တဲ့ရာသီမှာပရီးမီးယားလိချန်ပီယံဆုကြီးကိုထိုက်ထိုက်တန်တန်ဆုတ်ခိုးနိုင်ခဲ့တဲ့အာဆင်နယ်တင်းကဒီလောက်အောင်မြင်မှုလေးနဲ့တင်ရပ်တန့်နေဖို့လုံးဝစိတ်ကူးမရှိပါဘူးနေပြဖြစ်သူမီကေအာတီတာကတော့လာမယ့်ရာသီတင်မှာဝင်ရောက်ရှင်ပြိုင်မဲ့ပြိုင်ပွဲဆောင်ကဆုဖလားတိုင်းကိုသိမ်းပိုက်ပြီးအာဆင်နယ်တင်းရဲ့ကြီးကျယ်ခမ်းနားတဲ့တမိုင်းဝင်မင်းဆက်တစ်ခုကိုတိစောက်သွားမယ်လို့ရဲရဲဝံ့ဝံ့ကြွေးကြော်လိုက်ပါရီဘောလုံးလောကကိုနေရှိလာများလွှမ်းမိုးနိုင်မယ့်အင်ပါယာတစ်ခုတည်ဆောက်ဖို့သူ့ရဲ့ရည်မှန်းချက်နဲ့ပတ်သက်ပြီးအာဒီတာကအခုလိုပဲဖွင့်ဟခဲ့ပါရီဒီနေရာဒီမှာကျွန်တော်အာယုံဆိုင်ပြီးလုပ်ခဲ့သမျှအရာအားလုံးရဲ့အဓိကရည်ရွယ်ချက်ကဒီကလပ်အသင်းမှာမင်းဆက်တစ်ခုတည်ဆောက်နိုင်ဖို့ဘာတွေလုပ်ရမလဲဆိုတာကိုတေချာနားလည်အောင်စ조사ခဲ့တာပါပဲဒါဟာကျွန်တော်တို့အသင်းရဲ့အဓိကပန်းနိုင်ဖြစ်သလိုမဖြစ်မနေအကောင့်ထဲပေါ်ရမယ့်တာဝန်တစ်ခုလည်းဖြစ်ပါတယ်လို့အာဒီတာကပြောလာခဲ့တာပါဒီလိုကြီးမားတဲ့ရည်မှန်းချက်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်လဲအာဒီတာရဲ့ဦးဆောင်မှုအောက်မှာအာဆင်နယ်တို့ကပုံမတောင်နှင်းခိုင်မာတဲ့လူစီပုံမထက်မြက်တဲ့နီးပြူဟာတစ်တွေနဲ့အတူရာသီတစ်အတွက်အကောင်းဆုံးအရှိန်တင်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။လာမယ့်ရာသီမှာပြိုင်ပွဲတွေကိုအကျိတ်နဲ့ဖိအားပေးရင်းအာတီတာမျောလင့်ထားသလိုအာဆင်နယ်ခေတ်သစ်မင်းဆက်တစ်ခုတကယ်ပဲပေါ်ထွန်းလာမလားဆိုတာစိတ်ဝင်စားဖို့ကောင်းနေရတော့အမှန်ပါပဲ။ညီကိုတို့ကရောအာတီတာရဲ့စကားတွေပေါ်ကိုဘယ်လိုမြင်ကြလဲဗျ။